ကျွန်တော် channel လေးရတယ်ပြောလက်ဆိုလိုက်ပါတယ်တော့ဒီနေ့မှာကျွန်တော်ကဘယ်ရောက်နေရလဲသဘောပဲလေးပြလိုက်ပါဘယ်ရောက်နေရလဲဆိုတော့ဘယ်ပြောင်းလဲမလောကုန်းရထားပူတော်ရောက်နေရပဲပါရင်ဒီလိုလာခဲ့ပါတော့အဲကိုရထားလေးရှိပါတယ်အပူရထားလေးရှိပါတယ်လို့ပြောကြည့်ပါရဲ့အရင်ကတော့ဒီရရဲ့အကုန်စီးရပါတော့အဲကိုရထားတော့မစီးရသေးအပေါင်းကြီးရင်းထည့်သွားတယ်တော့ရင်းကြီးမိသွားတယ်အဝီဒီနေ့ပြည်လေးကြည့်ပြီးအလုံးကိုပါတယ်လို့ပြောချင်ပါတယ်တသား